ဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိလို့လက်တစ်ချောင်းချိုးဘယ်နှခေါက်ပြောဘယ်နှခေါက်နေတိုင်းဆိုပါပိုက်ဆံကုန်သလားပစ္စည်းကုန်သလားအချိန်ကုန်လူပန်းသလားနေတိုင်းပါရတယ်ရက်မပြတ်ပါစေနဲ့လမပြတ်ပါစေနဲ့ဝတ်မပြတ်ပါစေနဲ့နေတိုင်းလုပ်ပါတဲ့နေတိုင်းကုသိုလ်ရမယ်ဘာကုသိုလ်လဲသရဏဂုံကုသိုလ်ဘာကုသိုလ်တရဏဂုံ၃ပါးဆိုတာသာသနာ့ဘမရှိဘူးစัจ जा မင်းခေမရှိဘူးပိစေကဗုဒ္ဓခေမျိုးလည်းမရှိဘူးသမ္မာသမ္ဗုဒ္ဓခေမှရှိတယ်တဲ့ခဏိပဲခေလဲဘယ်ဖရာလဲအေးသမ္မာသမ္ဗုဒ္ဓခေမှရှိတယ်သမ္မာသမ္ဗုဒ္ဓခေမှလည်းဖရာအဆုံးအမလက်ခံတဲ့သွေးအုပ်စုထဲမှရှိတယ်ဟိုးဘာသာကြားတဲ့သွားဖြစ်ရင်ဒါလက်မခံဘူးအခုဘုရားအဆုံးမှာလက်ခံတဲ့အမေဖေဘိုးဘွားတို့သွေးအုပ်စုတဲ့လူဖြစ်တော့ရင်ခွင်တဲ့ကနေတရဏဂုံ၃ပါးကြာနာဆွဲနှုတ်ကြိုးရအလွယ်ရလို့အပေါ်စားမမှန်နဲ့နော်ကိုရတာလေးလည်းတန်ဖိုးရှိမှသိကြအောင်ဟဲ့တရဏဂုံဆိုတာပရိသတ်ရဲ့ဆင်းရဲတွေကိုပယ်ဖြောင်းနိုင်တယ်တဲ့မဟေနောလူငယ်တွေသရဏဂုံဆိုတာနောက်တစ်ချက်ကချမ်းသာတွေကိုဆောင်ယူပေးနိုင်တယ်ဘာတွေပေးနိုင်တယ်နောက်တတိယချက်ကဖြစ်ပေါ်လာမဲ့ဘေးရန်တွေကာစီးပေးတယ်တတိယချက်ကစတုထအချက်ကပြုံးနဲ့ဘေးကျုံဟုံးငင်းနဲ့လွတ်အောင်ထုံးဆောင်တယ်စတုထအချက်ကပြုံးနဲ့ဘေးကျုံဟုံးငင်းနဲ့လွတ်အောင်ထုံးဆောင်ပေးတယ်ဟုတ်ပြီလားငါအချက်ကလူမိစ္ဆာနတ်မိစ္ဆာယံကကင်းဝေးစေတယ်